ကဲဒီနေ့မှာတော့အိမ်ဦးနဲ့ကြီးထမင်းစားလို့မေအောင်ဟင်းနဲ့မြများလေးနဲ့ငါးကြော်ချက်ကလေးရဲ့ဒီပြေအောင်မုံလာဦးအခြေဟင်းလေးနဲ့မဖြစ်အရွက်ကြော်လေးပါစီစဉ်ထားပေးပါတယ်ဆိုငါးကြော်ချက်ဖို့အတွက်အရင်ဆုံးအရသာနဲ့ထားတဲ့ငါးလေးတွေကိုစီပူထဲမှာထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်။ကကျွတ်ပြီးဆိုရင်ကတော့တစ်ဖက်ကိုလန်ပေးရပါမယ်။ကဲငါးလေးတွေလည်းကျွတ်ပြီးဆိုရင်ကတော့အခုလိုမျိုးလေးဆက်ထားပေးလိုက်မယ်ပေါ့နော်။ငါးကြော်ထားတဲ့စီလေးတွေကိုပဲစက်တုံဖြူနေစနွေးမို့အယောင်တင်မို့ထောင်းသားတာလေးတွေကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်။ဒီကိုကြကြလေးတက်ပြီးတော့ရင်ကတော့အနည်းမြများရစီဖို့အတွက်ခရမ်းချင်ကြီးကိုမြများလေးထည့်တယ်ပြီးရင်တော့ရင်နွေးလေးထည့်မယ်။အမုံနဲ့စားလေးပါထည့်ပြီးတော့ခရမ်းချင်လေးတွေဤသွားတဲ့အထိကိုချက်ထားပေးလိုက်ပါမယ်။ခရမ်းချင်လေးတွေဤသွားပြီဆိုလို့ရှိရင်ကတော့ကြော်ထားတဲ့ငါးလေးကိုပါတစ်ခါလေးထည့်ပြီးတော့အနည်းနဲ့တတားနဲ့ဖြစ်တော့အောင်လို့တေချာလေးမွေပေးလိုက်ပါမယ်။အခုလိုဟင်းနစ်ကလေးနဲ့ချက်လိုက်တာငါးလေးတွေဤသွားပြီစီလေးလည်းပြန်လာပြီဆိုလို့ရှိရင်ကတော့မွေးတော့အောင်လို့နန်းနန်းပင်လေးအပေါ်ကနေအုပ်လိုက်ပါတယ်။အဲ့ဒီကြီးကဟင်းနစ်နဲ့ထမင်းစားရတာကိုအရင်ကြိုက်တာဖြစ်လို့အခုလိုမျိုးဟင်းနစ်မြများလေးနဲ့ငါးကြော်ချက်ကလေးကိုချက်ထားပေးတာပေါ့နော်။ဟင်းဖြစ်ပူပူလေးနဲ့အခုလိုဟင်းနစ်လေးနဲ့စားလိုက်လို့ကတော့ထမင်းစားလို့အရန်ကုန်မှမိမအသေးချပဲပေါ့နော်။အခုလိုငါးကြော်ချက်လေးနဲ့အရန်ကုန်မှလိုက်ဖက်တဲ့လေးပြေထမင်းစားလို့မေးစီတဲ့အချင်းဟင်းလေးလည်းချက်ပေးပါဦးမယ်။အချင်းချက်တိုင်းစားမကောင်းဖြစ်နေတယ်ဆိုလို့ရှိရင်ကတော့ကျွန်မအခုချက်မဲ့နီးလေးတိုင်းလာလိုက်ချက်စားကြည့်ပေါ့နော်။ငါချက်ထားတဲ့အိုးလေးတွေကိုပဲမုံလာအုပ်လေးတွေထည့်မယ်အရသာလေးထည့်မယ်စက်တုံဖြူနီစနေမို့အယောင်တင်မို့ထောင်းသားတာလေးထည့်မယ်စိတ်စားငပိနည်းနည်းလေးနဲ့စီလေးကိုထည့်ပေးလိုက်ပါတယ်။ဒီကိုတမ်းမထည့်ဘဲနဲ့မုံလာအုပ်လေးတွေကိုအခုလိုမျိုးကြကြလေးလုံးပြီးတော့မှရေနွေးလေးကိုလိုတလောက်လေးထည့်ပါမယ်။မုံလာအုပ်လေးတွေဣပြီးဆိုတဲ့ခါကျမှအချင်းအတွက်မကြီးမဲ့ရေလေးကိုလိုတလောက်လောင်းထည့်မယ်ပြီးရင်တော့မွေးတော့အောင်နန်းနန်းပင်လေးအုပ်လိုက်ပါတယ်။အခုလိုမျိုးထမင်းစားတဲ့ခါမှာပြန်အောင်လို့မပါမဖြစ်အချင်းဟင်းလေးလည်းချက်ပေးရမယ်နော်။ထမင်းမေမို့ဆိုလို့ရှိရင်ဟင်းကောင်းဖို့မလိုဘူးအတွဲစမိမိလေးချက်ပေးမယ်ဆိုလို့ရှိရင်ကတော့ထမင်းစားလို့အရန်ကိုမိုင်းမှအသေးချောင်းပဲပေါ့နော်။ကဲနောက်ဆုံးမှာတော့မပါမဖြစ်အရွက်ကြော်လေးပါကြော်ပေးပါမယ်။အရင်ဆုံးစီပူထဲမှာကြက်တုံဖြူလေးတွေကိုမွေးနေအောင်ကြော်မယ်။မိုးလေးကိုထည့်ပြီးတော့ဣသွားတဲ့အထိကြော်ပေးမယ်။ပြီးရင်တော့ပြုတ်ထားတဲ့ကစုံရွက်လေးကိုထည့်မယ်။အရသာအတွဲကျွန်မကကြက်တာမုံတစ်မျိုးကိုပဲထည့်ထားတာဆိုတော့များများလေးထည့်လိုက်ပါတယ်။မိုးကစုံကြော်ဆိုတော့အိမ်မှာခရုစီလေးရှိရနဲ့ခရုစီကနည်းနည်းလေးထည့်လိုက်ပါတယ်။ကစုံရွက်လေးကိုလည်းပြုတ်ထားတာဆိုတော့အကြာကြီးတော့ကြော်စရာမလိုဘူးပေါ့နော်။ကဲအခုဆိုလို့ရှိရင်ကတော့ဟင်းမျိုးနဲ့မဆိုအရန်ကုန်မှလိုက်ဖက်တဲ့မူကစုံကြော်လေးကတော့ရပြီပေါ့နော်။အင်ရှင်မတို့တွေကျွန်မကတော့ဒီနေ့အိမ်ဦးနဲ့ကြီးအတွက်အခုလိုမျိုးဟင်းအတွက်စမိမိလေးနဲ့ဒီမစားလို့မရအောင်အခုလိုမျိုးလေးတွေချက်ပြုတ်ပြင်ဆင်ထားပေးပါရရှင်။